တို့ရခိုင်စီကိုကျွန်တော်ငယ်တော့ကြောက်ဘူးဒုဗမာစီုံမကြောက်ဘူးဟာရခိုင်ပြောတော့အရှာမရှိနဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါရတို့ရှင်းနေပြတ်သက်မေးနော်အထိတ်ပဲရှိတာပဲမေးဟုတ်ကဲ့ပါဦးရဲ့စကားပြောမယ်စကားတွေကဇာတိပြတုတ်ပဲကြိုက်တယ်ဟုတ်ကဲ့ခင်ဗျဦးရဲ့နော်ဟုတ်ကဲ့နာကပြည့်စုံပဲလာလုပ်နေတယ်စကားပြောမယ်စကားတွေဟုတ်ကဲ့သူပဲပြောတယ်သူပဲမေးဟုတ်တယ်ဦးရဲ့ကျွန်တော်တခုလောက်သိချင်တာဒီနေ့စီဥက္ကဋ္ဌရွေးချက်ပေါ်မှာဦးကဝင်ရောက်ရှင်ပြိုင်တဲ့ရည်ရွယ်ချက်လေးသိချင်တယ်ရှိတယ်ဟုတ်ကဲ့မင်းတို့နေ့စီအဖွဲ့မှာဟုတ်ကဲ့ငါတို့ရခိုင်သားတယောက်ပါတယ်ကွာအော်နေတူဟုတ်တယ်ဟုတ်ကဲ့အဲ့တော့ရခိုင်ချင်းအားပေးတဲ့အနေနဲ့ရောဟုတ်ကဲ့နော်ပြီးတော့မင်းတို့နေ့စီအဖွဲ့ကအောင်မြင်နေတဲ့သားနဲ့ဟုတ်ကဲ့ရနာသွားမှာငါဘလို့လားကွာအော်စေတနာကြီးမလိုက်တာဦးရဲ့ဟုတ်ပါနော်ဟုတ်ကဲ့ပါဦးလေးအဲ့တော့မင်းတို့တွေငါရဲ့ဥဆောင်မှုအောက်ကနေရှစ်ဆက်သွားလို့ရအောင်ဟုတ်ကဲ့ငါတို့ရခိုင်ပြည်မှာအခြေစိုက်ပြီးတော့တခြားလုပ်ငန်းတွေကိုရှစ်ဆက်သွားလို့ရအောင်ငါဒီဥက္ကဋ္ဌရေးပြီးမှဝင်ပြိုင်ကျေးဇူးတရားကြီးမလိုက်ပါတယ်ဦးရဲ့ဟုတ်ပြီဦးလေးကျွန်တော်တို့နေ့စီဖွဲ့ဥက္ကဋ္ဌရွေးချက်ပွဲမှာဦးတို့ဝင်မပြိုင်ခင်ဒီဦးအနေနဲ့ကျွန်တော်တို့နေ့စီအဖွဲ့သူဖွဲ့သားတွေကိုဘယ်လိုဥဆောင်မယ်ဆိုရဲမူဝါဒလေးတော့နည်းနည်းတင်ပြပါတယ်ခင်ဗျရှိတယ်ဟုတ်ကဲ့ပြောပါဦးစီမှာမူဝါဒတွေအများကြီးရှိတယ်ဟုတ်ကဲ့ခင်ဗျမူဝါဒတွေကတော့စီးပွားရေးနဲ့ယင်းနှိမ့်ညွန့်နှံမှုမူဝါဒတွေနဲ့ဆွဲဆောင်သွားမှာကောင်းတယ်ဗျာကောင်းတယ်စီးပွားရေးဆိုတာကလူတိုင်းတော့မရှိမဖြစ်ပဲလေကျွန်တော်တို့လူပြန်သမားတွေကစီးပွားရေးတောင်နေခံမှာကျွန်တော်တို့နောက်ကျောင်းအေးနဲ့အမှုပြန်လုပ်နေလုပ်နိုင်ပါဘူးကောင်းတယ်ဗျာကောင်းတယ်ဟုတ်ကဲ့ပြောပါဦးပထမဆုံးအနေနဲ့မင်းတို့ကိုနင်းစီဖောင်ဒေးရှင်းဖွဲ့စည်းပေးမယ်ကောင်းတယ်ဗျာနင်းစီဖောင်ဒေးရှင်းကြိုက်ပါလေနော်ကြိုက်ပါလေဟုတ်ကဲ့ပြီးရင်အဲ့ဒီနင်းစီဖောင်ဒေးရှင်းကိုဟုတ်ကဲ့ဦးရဲ့ဦးဆောင်မှုအောက်ကနေဟုတ်ကဲ့မင်းတို့လှုပ်ရှားခိုင်းမယ်ဟုတ်ကဲ့ပါကောင်းပါလေပထမဆုံးအနေနဲ့စပါးပဲပြောင်းနှမ်းဝါစရှိတယ်တီးနံတွေကိုဧကထောင်ရှိပြီးတော့စိုက်ပျိုးမယ်ကွာမိုင်းလိုက်ကဦးရဲ့အဲ့စိုက်ခင်းတွေကိုကျွန်တော်တို့နေ့စီဖောင်ဒေးရှင်းနေဦးစီးရမလားဦးပိုင်တဲ့ကုမ္ပဏီလက်အောက်ကနေစီစဉ်သွားမှာပါဟုတ်တယ်လေပြောပါအဲ့ဒါဆိုမင်းတို့နင်းစီဖွဲ့ထားတဲ့အနေနဲ့လူပညာသမားတွေအနေနဲ့ဟုတ်ကဲ့စီးပွားရေးလောကကိုချက်ချင်းကူးပြောင်းဖို့တော့မလွယ်ဘူးဟုတ်ကဲ့ဟုတ်တယ်အဲ့တော့ဦးပိုင်တဲ့ကုမ္ပဏီလက်အောက်ကနေစီမံခန့်ခွဲပေးတာပါဟုတ်ကဲ့ဟုတ်သဘောပေါက်တယ်နော်ဟုတ်ကဲ့သဘောပေါက်ရင်သဘောပေါက်တယ်ပြောသဘောပေါက်ရင်သဘောပေါက်ပြောသဘောပေါက်ဆိုတော့သဘောပေါက်ဆိုတော့ဖြစ်နေဦးလေးကတူပြောဒါတွေမဲလားကြံနေတယ်ကြံပြောပါအဲ့မှာအဲ့ဟိုစိုက်ပြိုးဧကတွေနော်စိုက်ပြိုးဧကတွေအများကြီးရှိတယ်အဲ့ဒီစိုက်ပြိုးဧကတွေကိုဟုတ်ကဲ့နော်ဦးအနေနဲ့ဟုတ်ကဲ့ဒီဘယ်လိုပြောရမလဲဆိုတော့မင်းတို့အလုပ်ရအောင်လေကျွန်တော်တို့အဲ့စိုက်ပြိုးဧကတွေမှာကျွန်တော်တို့ကဘာလုပ်ရမှာလဲဒီသရင်သားအနေနဲ့လုပ်ရမှာငါတို့လေအငားဆိုင်ရမှာပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့မပူပါနဲ့မပူပါဘူးနော်ထွက်ရှိလာတဲ့တီးနှံတွေကိုကျွန်တော်နင်းစီဖွဲ့သူဖွဲ့သားတွေရိတ်ခါပြီးထားမယ်ဦးပိုင်တဲ့ကုမ္ပဏီလက်အောက်ကနေနိုင်ငံခြားကိုတင်ပို့မယ်အဲ့တော့ဒါပဲမပူပါနဲ့မပူပါဘူးမပူပါနဲ့မပူပါနဲ့မင်းတို့တင်းစီဖွဲ့သားတွေဟုတ်ကဲ့ဒီတင်းမောပေါ်မှာမဆန့်လို့တော့၎င်းဟုတ်ကဲ့ထိတ်အောက်သွားလို့တော့၎င်းဟုတ်ကဲ့ပိုရှန်နေတဲ့သီးနှံတွေကိုဟုတ်ကဲ့ဈေးနှုန်းတက်တာနဲ့အမျက်တင်ပြီးရောင်းပေးမှာပါဟုတ်ကဲ့ကျေးဇူးတင်ကြီးမပါဥပမာဒီပြည့်ဟိုဘာတွေရှိသေးလဲဗျာကဏ္ဍတွေကစိုက်ပျိုးရေးကဏ္ဍပြီးတော့ဟုတ်ကဲ့မွေးမြူရေးကဏ္ဍမွေးမြူလည်းကောင်းတယ်ပြောပါဦးဥပကွာတခြားလူတွေမွေးတဲ့သတော်ရတယ်မမွေးချင်ဝိုင်းလိုက်လို့ဦး research လုပ်ထားတယ်သုတေသနလုပ်ထားတာအဲ့ဒီဟာတွေမွေးမယ်ဘာဒီတန်းမွေးပါလဲနုညှစ်လို့ရတဲ့ချက်တွေမွေးပါချက်ကနှုတ်ထွက်တယ်မဟုတ်နဲ့မအားဟောပါနဲ့ဟောရင်မအားဟောပါနဲ့ဟုတ်ကဲ့နော်ဘယ်လိုများလဲကဘာပေါ်မှာနော်သူများတကာတဲ့စွန့်ဦးတီထွေနိုင်မှချမ်းသာနိုင်တာကောင်းတော့ဘိုးရှင်ချက်ကောင်းတယ်ဗျာဒါမှလည်းလမ်းငွေလေးတိုးပါလေဟုတ်တယ်ဗျာဒါပေမဲ့လုံးကြီးလို့ရတဲ့ချက်တွေကို2မျိုးစာခွဲထားပါ2မျိုးတော့ခွဲထားပြီဟုတ်ပါလေဟုတ်ကဲ့ပြည်ရင်းဈေးကွက်အတွက်ကြ1မျိုးဟုတ်ကဲ့ပြည်ပဈေးကွက်အတွက်ကြ1မျိုး2မျိုးခွဲထားဟုတ်ကဲ့ကျွန်တော်တို့ပြည်ရင်းဈေးကွက်အတွက်ကချက်တွေကတော့မြန်မာငွေနဲ့နှုတ်ညှိလို့ရပြီတော့ပြည်ပဈေးကွက်အတွက်ကဒေါ်လာနဲ့မှနှုတ်ညှိလို့ရလို့တော့ပွားပါဘောနော်ဟုတ်ပါလေဟုတ်ကဲ့အဲ့မွေးမြူရေးကဏ္ဍပေါ့မွေးမြူရေးကဏ္ဍဒီပြဘာရှိသေးလဲကြီးကြီးမားမားလှုပ်ထားရှိသေးတယ်ရှိသေးလားရှိသေးတယ်ကြီးကြီးမားမားလှုပ်ထားတာစိတ်ပြိုးရေးတစ်ခုပြောပါဦးခင်ကျိုးဆိုင်ကောင်းလိုက်တော့ဦးရဲ့မကျိုးလေကျိုးဆိုတာလည်းပိုးတယ်နော်ရှားပါစေနော်ကျိုးဆိုတာလည်းစိုက်ထားပြီးလည်းပြစ်လို့မရဘူးတင်းပြုစုရတယ်ခိုးလို့တဲ့လူကြီးအများသားဗျာမပူပါနဲ့ဘာဖြစ်လို့လဲဦးရဲ့ကျိုးတွေကိုခိုးခုတ်ဖို့နေနေတာမျက်စောင်းထိုးဖို့မပြောနဲ့ကျိုးဝန်းရှိရတော့ဖြတ်မလျှောက်ကောင်းလိုက်လားဦးဆိုင်တဲ့ကျိုးကဘာကျိုးလဲတက်တဲ့ကျိုးဟင်း
ဒါမှမပူပါနဲ့ မပူပါဘူးဟုတ် ပူပါနဲ့ ဟုတ်ဘူးခင်ဗျ ဦးနောက်ထပ်ဟိုတယ်ကြီးတွေစောင့်မယ် ဟာဟိုတယ်ကြီးစောင့် ဟိုတယ်ကြီးတွေစောင့်မယ် ဟုတ်ကဲ့ ဇိမ်ခံနဲ့ restaurant တွေဦးတည်စောင့်မယ် အော်ဟာအဲ့ဟိုတယ်ကြီးမှာကျွန်တော်တို့ကအဲ့ဟိုတယ်ကြီးမှာဦးစီးရပါ ဦးစီးရမှာမဟုတ်ဘူး ဟုတ်ကဲ့ အဲ့ဒါကိုလည်းဦးပိုင်တဲ့ကုမ္ပဏီလက်အောက်ကပဲဦးစီးသွားမှာ အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါဆိုရင်ဟိုကျွန်တော်ကဘာလို့ လုံးတာရှိပါတယ် ဟုတ် မင်းတို့အနေနဲ့ ဟုတ် ဒီရခိုင်မုံဒီကိုရိုးရလည်းမပြတ်အောင် ဟုတ်ကဲ့ နော် ဟုတ် ကိုယ့်ရဲ့လက်နဲ့ကိုညှိပြီးတော့ ဟုတ် ရင်းဒီကွာကိုစိတ်ထုတ်ပြီးတော့မင်းတို့သာမင်းတို့ဟိုအစီအပြေလို့ရောင်းကြလေ အော်ကျွန်တော်ကအဲ့ဟိုတယ်ကြီးပေါ်တက်ရောက်ပါလား လမ်းဘေးမှာရောင်းရမှာ ဟင်း အစင်းမြင့်မြင့်ဘန်းလေးနဲ့ရောင်းကျင်သလား ဟုတ်ကဲ့ နော်တွန်းလေးလေးနဲ့ရောင်းကျင်သလားဒါမှမဟုတ်ရင်အထမ်းလေးနဲ့ရောင်းကျင်သလားဒါတော့ကိုယ့်ကိုဆုံးဖြတ်လေ ဟုတ်ကဲ့ ဦးကအလုံများတယ်ဒီလောက်တော့အပူမကတ်နဲ့လေကိုယ့်ကိုဒီလောက်တော့ဆုံးဖြတ်ကြပါ ဟုတ်ကဲ့ပါဦးလေး အလုံများတယ် ဟုတ်ကဲ့ဟုတ်ကဲ့သိတယ်သိတယ် ဒါပေမဲ့တစ်ခုလို့ရှိရင်တော့ ဟုတ်ကဲ့ ဦးပိုင်နဲ့ကျိုးနေကိုတော့လာထိဖို့မကြိုးစားနဲ့ဘာကျိုးလဲဆိုတာသိတယ်မလား သိတယ် အေးသွားမယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ သွားမယ် ကြောက်ပါကြောက်ပါ အိမ်ဆောင်မယ်ဆိုပြောနော် မလို့ ကျိုးပေးမယ် မလို့ရ တက်တာတက်တာ တက်